بسم الله الرحمن الرحيم قال رب اشرح لي صدري ويسر لي امري واحلل عقدة من لساني يفقهوا قوليဒီနေ့2025ခုနှစ်ဒီဇင်ဘာလ10ရက်ဩဇာလေးမြတ်မနက်ပိုင်းတော်ရညမွန်းအတ္တကအကြောင်းရဲ့အခုအထမမြောက်တရားရေးဆောင်ဆိုရှယ်မီဒီယာခန္ဓာတို့ကိုယ်ရောက်လာကြတဲ့တို့ဝိုင်းကောင်းစရာဓမ္မများလူတို့အကျိုးပြုလူကြီးမိများကျောင်းသားကျောင်းသူမိဘများဘုန်းတော်ရှိပြမီရပါများကိုယ်ငရေကောင်းဆောင်ကျောင်းသားကျောင်းသူများနဲ့ကျောင်းသားမိဘများအားလုံးကိုတိုက်တွန်းအားပေးဖို့အတွက်ရောက်လာကြတဲ့အခုဒီနေရာကနေအခမ်းအနားမှာအနေနဲ့ကျိုးစိုးရမလို့တင်ရှိပါကြောင်းပြောကြရင်အခမ်းအနားကိုစားရည်ခွင့်လေးတော့မှာဖြစ်ပါတယ်။အခုဒီနေ့ဒီဆိုရှယ်မီဒီယာအခမ်းအနားကိုစီစဉ်ကျင်းပလို့ရကျွန်တော်တို့ဒီချမ်းမြတ်တော့ပြီးကြတဲ့2025ခုနှစ်မေလမှာစစ်ဆက်ရှိမှကြတဲ့ရိုးရဓမ္မအကာဒသမရင်ထိအရင်းကြီးဆောင်ခဲ့ကိုယ်ဆောင်ကအောင်မြင်ကြတဲ့ကောင်းသားကျောင်းတို့များအပြင်အဲ့ဒီဝေဆောင်တဲ့အောင်မြင်ကြတဲ့ကောင်းသားကျောင်းတို့များခက်တဲ့နဲ့ပြာရဲ့ဆောင်ဆိုရှယ်မီဒီယာပေါ်ဖြစ်ပါတယ်အခုဆက်ရပြီဒီနေ့အခမ်းအနားအစီအစဉ်များကိုဩဘာဒဆင်းရဲဆောင်ရွက်သွားမှာဖြစ်ပါတယ်အစီအစဉ်တရားရတော့ဒီမှာအရကကျော်စတ်မာရန်ထောင်းလာတဲ့တယောက်ဟာဘတ်